ဒီလေးဖြစ်ပါတယ်။စောမလာမွေးဖွားရာဇာတိဖြစ်တဲ့အစင်းလန်းရွာကလေးကတော့အလွန်သားရလှပြီးတော့ပန်းတွေလည်းစုံလင်လာပါတယ်။ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ရွာဖြစ်ပြီးတော့စင်းလန်းသူတွေချောတယ်ဆိုတာကတော့အခုချိန်ထိနာမည်ကြီးလုံးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ခန့်ကလေးကကြီးကျယ်စီကားခဲ့တဲ့မော်ရှန်ဘီရင်တို့စိုးစံခဲ့ရာစင်းလန်းရွာရှိနန်းတော်ဟောင်းနေရာကတော့အခုချိန်မှာတော့ဖျားเจ้าငံစီရီပထိုးတွေတည်ထားပြီးပဲဖြစ်ပါတယ်။မိုင်းမော်ဆိုတာကတော့တကောင်းပြည်ကြီးကိုစစ်စစ်မပြတ်တည်ထောင်ခဲ့တဲ့တာခင်ဝင်းမင်း33မရဲ့နောက်ဆုံးမင်းဘိနကရာဇာရဲ့ညီတော်ရင်ဘိနကရီမင်းကတရုတ်တို့ရဲ့ရံပြီးကြောင့်မလဲရက်ကိုတင်းရှောင်ခဲ့ရပါတယ်။အဲဒီကနေအရာရင်းမြင့်အရှိဘက်ရွှေလီမြင့်ရဲ့လက်ရဘက်မှာပြန်ပြူးညင်ရတဲ့မြေပြင်ဒေသမှာတော့မော်ပြည်ကိုတည်ထောင်ခဲ့ပြီးတော့မော်ခိုးပြည်ကိုတည်ထောင်ခဲ့ပါတယ်လို့ဆိုကြပါတယ်။မိုင်းဆိုတာကတော့ရွာဒါမှမဟုတ်မျိုးလို့အတိတ်ပဲရလေတော့မိုင်းမော်ဆိုတဲ့မော်ရှန်တို့ဌာနေလို့ပဲဆိုရမှာပါ။စောမော်လာဆိုတာကတော့မိုင်းမော်စောဝါကြီးတစ်ပါးဖြစ်တဲ့ဆက်ခေါ်တော့ဒါမှမဟုတ်ဆက်လွန်ဟုံမင်းရဲ့ချောမောလှပတဲ့ရှမ်းမင်းသမီးလေးပဲဖြစ်ပါတယ်။အမှားဝီးဖွားခဲ့တာဖြစ်တဲ့အတွက်စောမော်လာကတော့အကြီးဖြစ်ပြီးတော့မောင်တော်ကိုကောလန်းကတော့အငယ်ဖြစ်ပါတယ်။စောမော်လာကိုဝီးဖွားချိန်မှာတော့မိန်းမော်လုံးဟွန်နယ်တွင်းမှာရှိတဲ့ဆက်လက်တဲ့ပစ္စည်းတွေကအယောင်ဖြိုးဖြိုးဖြောက်ဖြောက်များလင်းလက်ပြီးတော့လှုပ်ရှားခါရမ်းခဲ့တယ်လို့လည်းဆိုကြပါတယ်။ဒါကြောင့်လေတစ်ချိန်မှာဖျားရီတီသာသနာပြုနိုင်ခဲ့တဲ့ငရေသူရှမ်းမင်းသမီးလေးစောမော်လာကိုပါရမီရှင်လို့တင်စားကြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်သမီးတော်လေးကိုစမိန်လန်းလို့အမည်ပေးခဲ့ပြီးတော့တချို့ကတော့စမွန်လန်းလို့ခေါ်ဆိုခဲ့ကြပါတယ်။အဲဒီစမွန်လန်းကိုဗမာဘာသာနဲ့ပြန်ဆိုရေးသားတဲ့အခါမှာတော့စောမွန်လာလို့ခေါ်ဆိုရေးသားခဲ့တာဖြစ်တယ်လို့လည်းဆိုကြပါတယ်။သမီးတော်စောမွန်လာကခမဲတော်မိုင်းမော်စောဝါကြီးနဲ့မေတော်မဟာဒေဝီတို့နှုတ်တိုက်တင်ကြားပေးခဲ့တဲ့တရဏဂုံသုံးပါးတို့ကိုသာအမြဲရုပ်ဖက်တရဇနီးလေးရှိတယ်လို့ဆိုကြပါတယ်။ဒါတွေကိုကြည်ကြည်အားဖြင့်တော့ရုပ်ရည်အလားတရားသားမကစိတ်နေစိတ်ထားကိုမူရာတွေကလည်းတစ်ချိန်မှာမိုင်းမော်အေဂရီလို့တင်စားလာခဲ့ရတာပဲဖြစ်ပါတယ်။အနေထားမင်းလက်ထက်မှာပထမမြန်မာနိုင်ငံတော်ကြီးကိုစူးစီးတည်ထောင်နိုင်ငံရောက်သားမကဘဲနဲ့ပကံနေပြီးတော့မှကြီးစိုးနေတဲ့အရေးကြီးတို့ရဲ့အယူဝါဒကိုဖေရှားပြီးတော့ရှင်အရဟံရဲ့တုံ့တင်မှုနဲ့တရားဝါဒဗုဒ္ဓဘာသာကိုပြန့်ပွားစေခဲ့ပါတယ်။ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်သွားတဲ့အနော်ရထာမင်းကဇေရီပထိုးတွေကိုတေထားကိုဝင်ယုံမကမြတ်ဗုဒ္ဓရဲ့တရိယတတ်တော်တွေကိုပါရယူပူဇော်နိုင်မှုကြိုးပမ်းခဲ့ပါတယ်။ဥတီဝါမင်းစိုးဆက်နေတဲ့ကနန်လရီတရုတ်ပြည်မှာဗုဒ္ဓဖရာရှင်ရဲ့လက်ဝဲဆယ်တော်မြတ်ရှိတာကိုကြားပြီးတော့ဆယ်တော်ပင်းဆောင်ယူဖို့စစ်တီပိုးပါများစွာနဲ့ချီတော်မူခဲ့ပါတယ်။ကျက်စစ်သားစားတဲ့လူစံကောင်းလေးဦးနဲ့ရွှေပြင်းကြီးရွှေပြင်းငယ်တို့လည်းပါဝင်ပါတယ်။တရုတ်ပြည်ကနေပြီးတဲ့ဆယ်တော်မြတ်ကိုတော့အနေထားမင်းအဋိဌာန်ပြီးပြင်မိမယ်လေ။တရုတ်ပြည်မှာသာသာသနာ9000တီအောင်တည်ရှိမယ်ဆိုတဲ့ကြားတဲ့အရာပြဆောင်လို့မရခဲ့ပါဘူး။ဒါပေမဲ့တကြားမေးပေးဆက်တယ်ဆိုတဲ့ညာစင်းတို့တစုကိုတော့ပြဆောင်နိုင်ခဲ့တယ်လို့မှတ်တမ်းများကဆိုကြပါရယ်။အဲဒီကအသွားမှာကလေးကမိုင်းမော်စောဝါစီအဝင်မှာပဲရှိပါရမီရေးဆက်ကြောင့်စောမွန်လာကိုအနွယ်ထားမင်းကြီးကမြစ်တာတောင်းဝင်ခဲ့ပါတယ်။တချို့ဆိုတဲ့အရာတော့ကောင်းချင်းငါးပြားနဲ့ပြည့်စုံတဲ့မော်ရှန်မင်းသမီးကိုအနွယ်ထားမင်းကလက်ဆက်ခွင့်တောင်းခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်လေတရုတ်ပြည်ကိုဆွေတော်တော်ဖို့ရကနေအပြက်ခီးမှာတော့စောမွန်လာတို့နန်းတော်ရှိရာရွှေလင်းမြင့်အနီးမှာစကန်းချနာနေတဲ့အနွယ်ထားမင်းကြီးကိုရှမ်းစောဝါကြီးကတွားရောက်တွေ့ဆုံပြီးတော့နှစ်နိုင်ငံချစ်ကြည်ရေးလက်ဆောင်အဖြစ်နဲ့သမီးတော်စောမွန်လာကိုဗန်နာဆက်သလာခဲ့ပါတယ်။ချောမောလာမတိမ်ဝေးပြီးတော့အသားရည်ညံ့ညောပြူစင်လာပြီးတော့သူမမတက်ရက်လိုက်ရင်တော့အရက်နဲ့ညီမြအောင်ရှေးလျားလာတဲ့ဆန်နဲ့မဲမဲနဲ့နဲ့တွေကိုပိုင်ဆိုင်တဲ့ရှမ်းမင်းသမီးစောမွန်လာကိုအနွယ်ထားမင်းကြီးကရှမ်းစော်ပါကြီးရဲ့လက်ဆောင်အဖြစ်မျက်မျက်နှုံနှုံသိမ့်ပိုက်ပြီးတော့ပကန်းရွှေနန်းတော်စီကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။မိုင်းမော်နယ်ကနေရွှေလဲတွဲပြီးတော့ပြန်လာကြတယ်။ပကံဖြစ်ရှင်အနွယ်ထားမင်းကြီးနဲ့မော်ရှန်မင်းသမီးလေးစောမွန်လာတို့ကတော့ကျော်စင်အရက်ကိုဆက်ရောက်ကြပါတော့တယ်။ကျော်စင်တလားဆိုတာကတော့တောင်ကိုလာရင်ဒုထဝရီမြေမြင့်ငယ်မြေဖျားပိုင်းမြောက်ကိုလာရင်တော့မတရားမြေအနောက်ကိုလာရင်တော့အရာရီမြေအရှိကိုလာရင်တော့တောင်ကြီးအဲ့ဒီကြားတွေကတောင်မြောက်မိုင်40ရှိတဲ့မြေကွက်လေးနှစ်ကြာဒေသကြီးကိုတစ်ချိန်ကကျော်စင်တိုင်းလို့လည်းခေါ်ခဲ့ကြတာပါ။တောင်မျိုးရွာဆိုတာကလည်းအဲ့ဒီနေရာမှာပဲ။အဲ့ဒီနေရာရောက်တော့အနော်ရထားမင်းကြီးနဲ့မိဖုရားမော်ရှန်မင်းသမီးလေးတို့ကတော့စူတောင်းမြေစီကိုတီးခဲ့ကြပါတယ်။ဒီနေ့ခေတ်မှာခေါ်နေကြတဲ့တောင်မျိုးစူတောင်းပြေအုံနဲ့ချက်လက်ဖျားပဲဖြစ်ပါတယ်။မန္တလေးတောင်တော်ရဲ့မြောက်ဖက်တက်တဲ့ရှစ်မိုင်လောက်အကွာမတရားမျိုးထဲမှာပဲရှိပါတယ်။စူတောင်းမြေစီတော့ကိစ္စပေးရတဲ့အနော်ရထားမင်းကြီးကမိဖုရားစောမွန်လာနဲ့အတူနောက်လိုက်ပေါ်ပါချမ်းရံပြီးတော့ပကန်းနေပြီးတော့စီကိုဆုံဆင်းလာခဲ့ပါတယ်။ဒီလိုအရာရီမြေကြောင်းတိုင်းဆုံဆင်းလာရင်းနဲ့လမ်းမှာရွှေကျက်ရဲ့ဖျားရွှေကျက်ဖျားတို့ကိုလည်းတည်တော်မူခဲ့ပါတယ်။အနွေထားမင်းကပကန်းကိုရောက်ရှိတဲ့အခါမှာတော့
မင်းသမီးလေးစောမော်လာကိုအလွန်မြင်လို့တာကြောင့်မိဖုရားဖြစ်ချီးမြှောက်ပြီးတော့အဆောင်အယောင်အပြည့်အစုံနဲ့အပားတော်မှာအမြဲလိုထားတော်မူခဲ့ပါတယ်။ရှမ်းမင်းသမီးလေးစောမော်လာကတော့အလွယ်ထားမင်းနဲ့လက်ဆက်တဲ့အချိန်မှာတော့အသက်28နှစ်ခန့်ရှိပြီပဲဖြစ်ပါတယ်။စောမော်လာကအလွယ်ထားမင်းရဲ့အချစ်ဆုံးနဲ့နောက်ဆုံးမိဖုရားလေးဖြစ်ခဲ့ပါတယ်။စောမော်လာကဘာသာတရားကိုအလွန်ယူသေးကိုင်းဆိုင်သူဖြစ်တယ်လို့မိန်းမလုံကနေပါရှိလာတဲ့သူမရဲ့နှတောင်းမှာဖုရားတတော်ကြီးကိန်းဝတ်ပြီးတော့ဌာပနာထားကဝိစင်ထားတယ်လို့လည်းဆိုကြပါတယ်။ဒါကြောင့်စောမော်လာဖုရားရှိခိုးပြုစင်မှာအဲ့ဒီနှတောင်းကနေရောင်ကြီးတွေထုံးတောက်ကွန်မြူလေးရှိပါတယ်။အနွယ်ထားမင်းရဲ့ချင်းမြတ်မှုကိုခံယူရသူကိစ္စကြီးငယ်ဟူသည်များကိုအတိုင်းမခံရတဲ့စောမော်လာကိုတော့မိဖုရားအချို့နဲ့တခြားမောင်မမိတန်တို့ကမနာလိုမှုတွေဖြစ်ပြီးတော့အမင်းကြီးကိုစောမော်လာကကဝေအတွက်တွေတက်မြောက်သူဖြစ်ကြောင်းသူမရဲ့နှတောင်းကနေဓာတ်တော်အလင်းရောင်ကစုပ်တောက်ခြင်းသာဖြစ်တယ်လို့ကုံချောကြပါတယ်။အနွယ်ထားမင်းကြီးကစောမော်လာကိုလွန်စွာညှိနှိုးသူဖြစ်တာကြောင့်လာရောက်ကုံချောတဲ့သူတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။အဲဒီကမှတချို့မောင်မတွေကမင်းကြီးကိုစောမော်လာကပြူစားထားတာကြောင့်ယခုလိုမျိုးပြောဆိုနေတာဖြစ်တယ်လို့နန်းတွင်းမှာစကားရှုတ်ချပြန်ပါတယ်။အဲ့ဒီစကားတွေကအနည်းနဲ့အများဆိုသလိုမင်းကြီးနဲ့စောမော်လာတို့နှစ်ဦးထံပြန်လည်ပေါက်ကြားလာခဲ့ပါတယ်။အဲ့ဒီအခါမှာချစ်ကြသူနှစ်ဦးအတူနေကြရမယ့်နေ့ရက်တွေကလည်းကုံဆုံးကနေပြီကိုလည်းနှစ်ဦးသားသဘောပေါက်လာကြပါတယ်။ညမကြမီစောမော်လာကအနွယ်ထားမင်းကိုမိမိအနေနဲ့ရှမ်းပြည်ကိုပြန်ပြီးတော့တန်တနာပြုလို့ကြောင်းရှောက်တင်ကနေပြည်တော်ကနေထွက်ခွာဖို့ပြင်ဆင်มาတော့တယ်။အနွယ်ထားမင်းကစောမော်လာကိုလွန်ဆောင်မြင်လို့တာကြောင့်အဲ့ဒီလိုရှောက်တင်တာကိုစိတ်မချမ်းမြေ့ပေမဲ့လေအခြေအနေရရက်ကိုစဉ်းကျင်ပြီးတော့ပြန်ဝင်ပြီးတော့မူခဲ့ရပါတယ်။အဲ့ဒီလိုမင်းသမီးစောမော်လာပကံပြည်ကနေထွက်ခါတဲ့အချိန်ကအနွယ်ထားမင်းအနေနဲ့ရွှေစည်းကုံစီရီတော်ကိုတင်းနေစဲကာလာဖြစ်တယ်လို့လည်းဆိုကြပါတယ်။မင်းသမီးလေးစောမော်လာကပကံပြည်ကနေထွက်ခါလာပြီးတော့ဆယ်ရက်မြောက်တဲ့နေ့မှာဒီကနေ့မန္တလေးမြို့ကနေပြည်ဦးလေအတက်လန်73မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ပန်းချောင်းတရောင်းကြချောင်းကိုရောက်ခဲ့ပါတယ်။ရှေးရခင်ကတော့ပန်းချောင်းလို့ပဲခေါ်ခဲ့ပါတယ်။တောင်မြောက်စီးဆင်းနေပြီးတော့ဒုထဝရီမြစ်ထဲဆင်းဝင်ခဲ့တဲ့ချောင်းမှာအဲ့ဒီစမ်းချောင်းငယ်တစ်ခုနီးမှာတော့ခိတအနာယူကအိတ်ဆက်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီချောင်းကိုစောမော်လာတို့ဖြတ်ကူးတဲ့အခါမှာတော့ပါဇက်ရဆိုရင်အချို့ရဲ့အဆိုအရစောမော်လာကခါဝိတော်ကိုခေါင်းပေါ်တင်ကူးပြီးလို့နှောင်းတော့ချောင်းနဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒါကြောင့်လေနှောင်းကြချောင်းလို့ခေါ်ခဲ့တာပါတဲ့။ပြန်ကောက်တော်လည်းမရရေအောက်မှာပဲအယောင်ဝါတောက်ပနေခဲ့ပါတယ်။နှောင်းတော်ရဲ့အယောင်ဝါတွေကြောင့်မွန်းစီကောင်းကင်ရံမှာစာငယ်ငယ်တွေဝန်းရံပြီးတော့ဝေတော်ပြနေရပြခဲ့ပါတယ်။စောမော်လာကလည်းရှ िख ိုးပူစောအထိတ်နဲ့ပြုလိုက်တဲ့အခါမှာတော့နှောင်းတော်ကနားမှာပန်းပြင်းဖြစ်လာပါတော့တယ်။စောမော်လာလည်းကြီးစွာတဲ့တရားဟောဖြစ်ပေါ်ကရောင်ကြီးတော်လွတ်တဲ့နှောင်းတစ်ဖက်နဲ့ဓာတ်တော်တို့ကိုထားပနာပြီးတော့ညံတော့9000အမြင့်ရှိတဲ့ဇီရီတော်တစုကိုမိမိနဲ့အတူပါလာတဲ့အခြေရန်တပ်သားတွေရဲ့လိုအားနဲ့တီးထားခဲ့ပါတယ်။ဖျားမုံဝကိုလည်းဝင်းရမြေအရှိမောရှက်မြေဘက်ကိုလှည့်ထားပါတယ်။အဲ့ဒီလိုဇီရီတီရာကိုအနွယ်ထားမင်းကြားသိတဲ့အခါမှာတော့ဖျားမုံကိုမြင်းသီးဘက်ကိုလှည့်တာကိုသိရှိလို့ပြီးတော့မြင်းသီးတော်တွေကိုဆေလွတ်ကြည့်ခိုင်းခဲ့တယ်လို့ဆိုကြပါတယ်။အနွယ်ထားမင်းကစောမော်လာကမိမိကိုချင်းမြတ်နူးလျက်ကပဲမတက်တာလို့ခွဲခွာသားရတယ်လို့မှတ်ယူပါကဖျားမုံဝကိုပကံမြေဘက်ကိုလှည့်ထားပေးလိမ့်မယ်လို့မျှော်လင့်ပြီးတော့ဆေလွတ်ရှာတာဖြစ်ပါတယ်။မြင်းသီးတော်တွေကလည်းနေမနာညမနာဒုံဆိုင်စီးလာကြပြီးတော့စောမော်လာထံကိုညအချိန်မှာဆက်ရောက်လာပါတယ်။စောမော်လာကမြင်းသီးတော်တွေထံကနေအနွယ်ထားမင်းရဲ့မျှော်လင့်ချက်ကိုကြားသိရတဲ့အချိန်မှာတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မြင်းသီးတော်တွေကိုအိတ်ဆက်အနားယူစေပြီးတော့ညရင်းချင်းပဲစေရီမုံဝကိုအရှိတ်ဘက်မကြအနောက်ဘက်မကြပြင်ဆင်ဖောက်လုပ်ခဲ့ပါတယ်။မနက်လင်းတော့ပကံသားတွေကိုပြင်ဆင်ဖောက်လုပ်ထားတဲ့မုံဝကိုပြပြီးတော့မိမိကမွေးရမြေကိုလည်းလမ်းဆုံးသလိုမျိုးအနွယ်ထားမင်းကြီးကိုလည်းချင်းမြတ်တာမပြတ်ပါဘူးလို့ရှောက်တင်စေခဲ့ပါတယ်။ဒီတော့ပင်ဆိုစီစောမော်လာနှောင်းကြားခဲ့တဲ့ချောင်းကိုတော့ဒီကနေ့တိုင်းနှောင်းကြားချောင်းလို့ခေါ်ပြီးတော့စောမော်လာနှောင်းကနေရှောင်းတော်လွတ်စစ်မှာစာပရိကတ်တွေခြံရံနေတာကြောင့်အဲ့ဒီနှောင်းနဲ့တီးတဲ့ဇီရီတော်ကိုတော့ရွှေစာရံဖျားလို့ခေါ်ဆိုသမုတ်ခဲ့ပါတယ်။ဇီရီမုတ်ကိုအရှိတ်ဘက်မကြအနောက်ဘက်မကြကိုအနွယ်ထားမင်းကြားသိရတဲ့အခါမှာတော့ကျင်းနဲ့ဝမ်းမြောက်တာနဲ့အညီအဲ့ဒီဖျားပတ်လက်မှာမြေတာ1000ထူတော်မူခဲ့ပါတယ်။နောက်အခါမှာအလောင်းစီသူမင်းကမြေထပ်ပြီးတော့လှူတော်မူခဲ့ပါတယ်။အင်းဝမွန်ကြီးမင်းတရားကြီးမွန်ကြီးတို့လက်ထက်မှာတော့ဖျားကိုအတောင်30အထိညှင့်ပြီးတော့တည်တော်မူခဲ့ပါတယ်။ဒီကနေ့တတိုင်းရွှေစာရဲဖျားပွဲတော်ကိုနေ့စဉ်တပေါင်းလားပြည့်နေ့ကနေတပေါင်းလားပြည့်ကျော်9ရက်နေ့ထိကျင်းပခဲ့ကြပါတယ်။ရှမ်းမင်းသမီးလေးစောမော်လာကအပြက်ခီးလန်းတစ်လျှောက်လုံးမှာရွှေစာရဲစီရီအပါအဝင်စီရီပေါင်း8စုတည်ခဲ့ပြီးတော့ဆက်လက်ပြီးတော့ခီးဆက်ခဲ့တဲ့အခါမှာတော့ယခုတီဘောမြို့နာအရောက်
စားတက်ရှိရာအရက်မှာကိုစုမြောင်စီရီကိုကြံရှိရဲ့တံတောင်တစ်ဖက်ကိုထားမနာပြီးတော့9တောင်အမြင့်ရှိတဲ့စီရီတစုထပ်မံတည်ခဲ့ပြန်ပါတယ်။အဲဒီစီရီကိုရှမ်းတို့ကကောင်းမှုမော်ကီလို့ခေါ်ပါတယ်။ကောင်းမှုဆိုတာကတော့ရှမ်းဘာသာနဲ့စီရီတော့မော်ကီဆိုတာကိုတော့စားရင်လို့အဓိပ္ပာယ်ရပါတယ်။မြန်မာတို့ကတော့ဘောကျူဖျားလို့ခေါ်ဆိုကြပါတယ်။အချက်အလက်မတူတဲ့မူကွဲသမိုင်းအချို့လည်းရှိနေပြန်ပါတယ်။ပကံတန်းတွေကနေသမီးတော်လေးထွက်ရှိလာခဲ့တာကိုဖခင်မိန်းမောင်စောဝါကြီးသိရှိတဲ့အခါမှာတော့သားတော်ဥပယစာစက်ကော်လျံကိုအချမ်းရတက်တော်များနဲ့တူဆင်လူပြီးတော့သမီးတော်စောမော်လာကိုတားရောက်ကျူးဆိုစေပါတယ်။ဒါပေမဲ့လက်ခီကျန်တဲ့နာမိမိချစ်တဲ့သူနဲ့တွေ့ခွင့်ရတာရှာတီဦးတို့ပြောင်းလဲလို့ကြောင့်စောမော်လာကတော့မောင်တော်စက်ကော်လျံရဲ့အချို့တက်နဲ့လည်းမတွေ့ဆုံးမိန်းမော်နေပြီးတော့ကိုလည်းမရောက်မိပါပဲ။ယခုဒီဘောမျိုးနေလက်ခုလက်မှာပဲအဖျားယောဂနဲ့ကန်တော်ကုန်ခဲ့ရပါတယ်။စောဝါကြီးကသမီးတော်စောမော်လာကိုရှိစုပြီးတော့အဲ့ဒီနေရာဒုထဝရီမြေနမတူမြစ်ကမ်းတစ်ခုမှာဇေယီတစုတီထားပြီးတော့ရုပ်ပွားတော်ဆင်းလို့တော်နဲ့တရိယတက်တော်တွေထားပနာခဲ့ပါတယ်။အဲ့ဒီဇေဒီကတော့ဒီကနေ့တိုင်းဖူးထေးနိုင်တဲ့စောမော်လာဇေဒီခေါ်ရှင်မော်လာဇေဒီပဲဖြစ်ပါတယ်။အမတော့ကန်တော်ကုန်ပြီလို့ကြားသိရတယ်။မောင်တော်ဆက်ကော်လျံကလည်းတချို့အမဝရီရဲ့ထုံးစံအရတော့အမတော်နဲ့မရှိမနှောင်းမှာပဲကန်ကုန်ခဲ့ရရှာပါတယ်။နှစ်ပေါင်း1000နီးပါးရှိပြီဖြစ်ပေမဲ့စောမော်လာကတော့ရာဇဝင်ထဲမှာထင်ရှားစေပါစောမော်လာအတွက်ရေးစုပြီးတော့အလှဒါနာတွေပွဲလင်းသမီးတွေကိုလည်းအခုချိန်ထိကျင်းပနေစေပဲဖြစ်ပါတယ်စောမော်လာဝေဖွားရဆယ်လနန်းတော်ဟောင်းနေရမှာလေစောမော်လာအမတ်တရားစီရင်အပြင်စောမော်လာအတွက်နန်းဆောင်တဲ့အတူစောမော်လာရဲ့ရုပ်ထုတွေကိုလည်းထုတ်လုပ်ပူဇော်ခဲ့ပါတယ်ရှမ်းမင်းသမီးလေးစောမော်လာရဲ့အကြောင်းလေးကတော့စုပ်ပြက်ကြည်နူးပဲနဲ့ဝမ်းနဲ့ကြည်ခဲ့ပဲရသားတွေကိုပေးဆက်နိုင်တဲ့ဖြစ်ရတကူလို့ထင်မြင်မိပါတော့တယ်ပရိသတ်